ကဲဒီနေ့ဆက်စုမပူကတော့เนาะ line ပေါ်မှာခစ်စားနေတဲ့တဘာဝ collagen လေးကိုလုပ်ပြမှာဖြစ်ပါတယ်เนาะ collagen လဲတောက်ချင်တယ်ငါးညီညာနှံမှာလဲကြောက်တယ် budget လဲ save ဖြစ်ရမယ်ဒါလေးကိုတစ်ပတ်ကိုအနည်းဆုံး2ချိန်လို့မဟုတ်3ချိန်စားပြီးရင်အဆင်ပြေတယ်လို့ပြောတာပေါ့เนาะဒါကတော့ကုန်ကျမှု1000နဲ့ဒါ3ခါခွဲချုပ်မှာဖြစ်ပါတယ်ဒါကတော့ဒါပေမဲ့ short view လို့ခေါ်တဲ့ဆေးကလမကတော့တစ်ထုံလုံးထည့်လိုက်တယ်ပေါ့เนาะသူက900ဘူးကုန်ထည့်လိုက်ပါတယ်ဒါကတော့ပြင်းပြအားဖြစ်ဆိုလို့ရှိရင်4500လောက်ကျတယ်ဒါ3ယောက်စာဆိုတော့တစ်ယောက်ကို1500လောက်ပဲကျတယ်ကွာ collagen ဆိုလို့ရှိရင်ငါးညီလန်နဲ့ညီအောင်ပါเนาะအဲ့ဒါဆိုမကြိုက်ဘူးမေမေကတော့ဒီလိုမျိုးလေးလှုပ်တောက်ကြည့်ပါเนาะသူကလေဇီးသီးဇီးကြုံနဲ့မမွေးလေးနဲ့အဲ့တကြီးကချိုလေးဆိုတာသူချိုလေးကချိုပါတယ်ဆိုတော့ဗစက်မှာချိုအောင်ပါလီယာလေးပေါ့နော်အရန်တောက်လို့ကောင်းပါတယ်ကဲဒါကတော့2နာရီကြာရီချိုစိန်ထားတဲ့ပါဝင်ပစ္စည်းတွေထည့်မယ်နော်ပါဝင်ပစ္စည်းကလည်းရိုးရှင်းတဲ့ချီယာစီလေးရဲ့တရုတ်ဇီးသီးရဲ့ဆေးကလမားလို့ခေါ်တဲ့ short view ရဲ့ကြောက်ပွေဖြူလေးရဲ့တကြီးခဲလေး4ခဲလောက်5ခဲလောက်ပေါ့နော်အချိုကြိုက်တော့6ခဲလောက်ထည့်ရင်ပိုကောင်းပါတယ်ဒါလေးကိုမမေကတော့ရေအကျန်းတစ်ထပ်ဆေးပြီးတော့ဒါရေတန်းနဲ့စိန်ထားတာเนาะဒါကြောင့်မို့တစ်ခါလေးလောင်းထည့်လိုက်တာပါဖြစ်ဒါလေးကိုအခုမမေကဟင်းချိုပကံတစ်လုံးစာကိုကြိုမယ်ဟင်းချိုပကံတစ်လုံးစာဆိုရေတန်းကတော့နောက်ဟင်းချိုပကံတစ်လုံးထပ်ထည့်တာပေါ့เนาะအဲ့ဒါကိုအနည်းဆုံးနာရီဝက်15မိနစ်ကြိုပြီးတော့ဒါလေးပြက်လာပြီဆိုတော့ရပါပြီเนาะကြိုပြီးတဲ့အခါမှာလဲ तू ကဟင်းချိုပကံတစ်လုံးစာပဲပြန်တင်တာပေါ့เนาะဒါဆိုအာနီးတင်မပြောက်သွားဘူးအဲ့လိုမျိုးတော့ကိုကတော့ယူဆပါတယ်ရှင်သူရဲ့အရသာလေးကဘယ်လိုလေးဆိုချိုလေးပေါ့နော်ချိုလေးဆိုတော့ကိုထည့်တဲ့အချိုပေါ်မှာမူတည်တယ်ပေါ့နော်မမေကတော့6ခဲထည့်တာတယ်ချိုယုံလေးပေါ့ပြီးဇီးသီးနှံလေးကမွေးလေးနဲ့ပေါ့အရန်လေးတောက်လို့ကောင်းတယ်ဘတ်ဂျက်လေးစိတ်ဖြစ်တယ်ဒါ3ယောက်စာကို4500ပဲသူကတယောက်မှ1500ပဲကျရယ်နော်ဒါကြောင့်မို့အိမ်မှာအလွယ်တကူလောက်တောက်ကြည့်ပါလို့